ကျေးဇူးတင်ပါတယ်မြမလက်ဝိနီလန်းနဲ့ရှင်ပြိုင်မှာဖြစ်ပါတယ်အဲ့ဒီမြမရိုးရာကိုလည်းပါဝင်ရမှာဖြစ်တဲ့အတွက်လက်ဝိသမားနှစ်ဦးစလုံးလက်ဝိရပြသပေးပါခင်ဗျာလက်ဝိရပြသပေးပါဟေးနိုင်ငံမှာ Mr. Yoshimitsu ရနေပြီးတော့ဂျပန်လက်ဝှေ့ကျော်ဥက္ကာအတွက်ဆုတော်ကို5သိန်းဆုချင်းများမြောက်ထားပါတယ်ခင်ဗျာRumble ခင်ဗျာပထမချိန်စတင်ရင်ဆိုင်လို့ရှင်းပြိုင်ကြပါဟာဒီနေ့ခက်ခဲဟာအပြင်ကတည်းပါခင်ဗျာဟာချောက်ခညာနာသမင်စေလကြောက်တလားဆိုတာပေါ့ဟာတွေ့နေကြပါပြီဟာမရှိပါဘူးဟာဒီအပြင်ကတ်ဒီဝေထိုးဒီပညာမျိုးမျိုးပေါ့တတိမာထိုးတဲ့တော့မအမပေါ့လားလာတကယ်ချင်းမတူတဲ့ဖင်တိုင်းကြမလဲဆိုတော့
Second out. Round 2. Đừng khẩn để không nhá. Để sẽ trụ là tim nha này rồi lá tới nghe chim một. Hello? ဝတ်တဲ့သုံးရှင်ပြိုင်တဲ့နေရာမှာဒုတိယချီ7မိနစ်နဲ့33စက္ကန့်ပါပဲအပြာတော့အောင်တန်အနာတရားရရှိသွားတဲ့အတွက်ထုံးလွယ်မှုမြန်မာအနိုင်ရရှိသွားပါတယ်ခင်ဗျာ
တော်မွေ